စာလံကျမ်းအခန်းကြီး59နှစ်အခန်းငယ်1မှ7အထိ။အိုဖျားသခင်အကျွန်ုပ်ကိုတနာတော်မူပါတနာတော်မူပါဘေးမလွန်မီတိုင်အောင်အကျွန်ုပ်၏ဝိညာဉ်သည်ကိုယ်တော်ကိုခိုလုံပါ၏အတောင်တော်အရေး၌ခိုလုံပါ၏။ငါသည်အမြင့်ဆုံးသောဖျားသခင်ငါအမှုကိုပြီးစီးစေတော်မူသောဖျားသခင်ကိုအော်ဟစ်မည်။ကောင်းကင်ကလက်တော်ကိုဆက်တော်မူမီငါကိုကိုက်စားအံ့သောသူကိုအဆက်ခွဲသဖြင့်ငါကိုကယ်တင်တော်မူမီဂရုဏာတော်နှင့်တစ္ဆာတော်ကိုဖျားသခင်စေလွတ်တော်မူမီငါဝိညာဉ်သည်ချင်းသေးစုထဲမှနေရ၏ဒေါသမီးလောင်လျက်ရှိသောလူသားတို့တွင်ငါအိပ်ရ၏သူတို့သွားတို့သည်လှန်နှင့်များဖြစ်ကြ၏သူတို့ရှာသည်လည်းထက်သောတန်လျက်ဖြစ်၏အိုဖျားသခင်ကောင်းကင်မြင့်သည်ထက်ကိုတော်ကြီးမြင့်တော်မူစေတည်းမြေကြီးတစ်ပြင်လုံးကိုဖုံးတော်လွှမ်းမိုးပါစေတည်းသူတို့သည်ငါသွားရလမ်း၌ကြော့ကွင်းကိုပြင်ဆင်ကြပြီးငါဝိညာဉ်သည်နှင်းချလျက်ရှိ၏ငါရှိ၌တွင်းကိုတူးကြပြီးမှကိုတူးသောတွင်းထဲသို့ကိုကြပြီအိုဖျားသခင်အကျုံးနှလုံးသည်တည်ကြည်ပါ၏အကျုံးနှလုံးသည်တည်ကြပါ၏တချင်းဆိုပါမည်ချီးမွမ်းထောမနာပြုပါမည်အငါဝိညာဉ်နိုးလော့တယောနှင့်ဆောင်တို့နိုးကြလော့ငါလဲစောစောနိုးမည်အိုထာဝရဖျားပရိသတ်အလယ်၌ကိုတော်ကိုချီးမွမ်းပါမည်လူမျိုးတို့တွင်ကိုတော်အားထောမနာသည်ချင်းဆိုပါမည်အကြောင်းမူကားကရုဏာတော်သည်ကောင်းကင်သို့ယင်တစ္ဆာတော်သည်မိုင်းတိမ်သို့ယင်မိပါ၏အိုဖျားသခင်ကောင်းကင်မြင့်သည်ထက်ကိုတော်ကြီးမြင့်တော်မူစေတည်းမြေကြီးတစ်ပြင်လုံးကိုဖုံးတော်လွှမ်းမိုးပါစေတည်းဒါဝိဒ်သည်ဥမင်၌ရှောလုထံမှထွက်ပြေးသောအခါဆက်ဆိုသောစာလစာလံကျမ်းအခန်းကြီး59နှစ်အခန်းငယ်1မှ7အထိ